ညီမလေးတဲ့အမကအသက်50ကျော်တစ်ဆက်ကိုဘယ်လောက်ကြာမှလဲဖြည့်ပြီးပါအောင်ဘာဒီပိုင်ဆိုင်ထားလဲเนาะတခုကတော့မမနာက skin care အခြေခံဆိုရင်လည်းအသက်အရွယ်ပိုင်းတွေသုံးတဲ့ပစ္စည်းရောင်းပေးထားတာမလို့သုံးလို့ရပါတယ်အရင်ပြောချင်ပါတယ်ပြီးလို့ရှိရင်နောက်တစ်ခုကကျတော့အသက်အရွယ်တစ်ခုမှကဖြစ်လိမ့်ရှိတဲ့အနေအထားတစ်ခုနဲ့ဥပမာကိုပဲမရှိခါကိုယ်တိုင်ကပြောရမယ်ဆိုရင်အရှိမချထားတဲ့ဒီအတွဲလေးသုံးလို့ရပါတယ်သုံးသင့်ပါတယ်ဘာလို့လဲရင့်ရော်တဲ့အသားရည်ပြားမျိုးဘလို့ခေါ်လဲဆိုတော့ဒီအသက်အရွယ်မလို့ဒီလောက်တော့ရှိမှာပဲဆိုပြီးတော့လက်ခံထားတဲ့ဟာမျိုးလေးတွေစကင်ရင့်တာကြည်တာနဲ့နုနေတာမျိုးလို့စကင်လေးကဟဲ့အသက်အရွယ်တလောက်ဆိုတော့မျက်နှာလေးကထိမ့်သိမ့်တာတော်နေရောဆိုတဲ့အသားပြားရကျင်တဲ့သူလေးတွေအဲ့လိုပဲပြောရမယ်ပြီးလို့ရှိရင်မျက်နှာကရှိနေတဲ့အမေဆက်အမေကွက်တွေဒီလောက်အကြာကြီးဘာလို့လဲအသက်အရွယ်တစ်ခုမှက part cell အသားရောမှာခံကြံနေတဲ့ဟာလေးတွေဖယ်ရှားတာမရှိတဲ့အချိန်မှာကကျတော့မျက်နှာမှာခံကြံပြီးတော့နေနေတဲ့ဟာလေးတွေတို့နောက်ဆုံးအသက်အရွယ်တစ်ခုမလို့အသားပြားခြောက်ပြီးတော့ပိုင်ဆိုင်ထားတဲ့အမေဆက်အမေကွက်တွေဆိုလဲသုံးလို့ရတယ်အသားပြားကြည်လင်ပြီးတော့အသားပြားညင်ညာစီတယ်ပြီးလို့ရှိရင်မျက်နှာအသားပြားကိုတင်းရင်းမှုတွေလည်းပေးပါတယ်နော်